ပိုင်နီကိုနိုတွေပြဿနာဖြစ်တာတူတူမှစနိုက်လိုပါဆိုတဲ့စကားတွေပေါ်မှာပြန်လည်ဖြေရှင်းလာတဲ့ကြောနဲ့နော်ပရိသတ်ကြီးဒီနေ့မျိုးမယူရအောင်ကမှသတင်းမီဒီယာတွေချုပ်ကမုံမတ်တီတင်လာကြတာဖြစ်ပါတယ်ပိုင်နီကိုညီရှင်ဖုံပြင်းနေသူ့ကောင်မလေးတွေပြဿနာဟာလေပို့ကြီးလာပြီးတော့ဂျားတွေကကြောအိမ်နောက်ကိုပါဆွဲထည့်ကြတာဖြစ်ပါတယ်ဦးလေးဖြစ်တဲ့ကြောနနာကလည်းတူမလေးကိုပြောနေမှမသိပေမဲ့မင်းသားပိုင်နကိုကြီးရှင်ဖုံပြင်းကဒါလေးများဆိုတဲ့တကြံသစင်းထဲမှာတွဲတရုပ်ဆောင်ကဆွဲခံရတာပဲဖြစ်ပါတယ်။ဒါကိုကြောအနန္ဒာကသူ့ရဲ့တူမလေးကတော့မဟုတ်တဲ့သတင်းတွေကြောင့်ရှက်ပြီးတော့ငိုနေတာပါ။ရှင်ဖုံပြင်းနဲ့သူကမှလေးကွဲပြဲပြဿနာတက်တာဟာကြောအိမ်နာစလိုက်တာမဟုတ်ရပါဘူးလို့ပြောခဲ့တာဖြစ်ပါတယ်။ကြောနနာကလည်းဒါလေးများသချင်းအောင်လွန်ခဲ့တဲ့2023ခုနှစ်ခရီးကပါကြောအိမ်နာတွေမဟုတ်ဘဲနဲ့အခြားသော Miss Grand မြန်မာရဲ့အဖွဲ့သား Miss တွေလည်းပါဝင်ပါတယ်အတူတွဲတရုပ်ဆောင်ရတာဟာအမှုပညာလုပ်ဖြစ်ပြီးတော့ဒီလိုလေးတွဲလိုက်မိရတဲ့တစ်ဖက်သားပေါ်မှာစနိုက်တယ်ဖြစ်ရောလားလို့ပြောထားပါတယ်ကြောအိမ်နာကလည်းရှစ်ဘုံမြစ်ကိုမသိပါဘူးသူမိတ်ဆက်ပေးပြီးတော့တရုပ်ဆောင်ခိုင်းတာတော့မှမသိဘူးအခုတချင်းထွက်လာတဲ့အပေါ်မှာလမင်ကြီးနေတဲ့မင်းသားရဲ့ညီမန်းသိတာလို့ပြောပြခဲ့တာဖြစ်ပါတယ်။သူရဲ့တူမလေးကဘယ်နုပညာရှင်တွေမှလည်းမရှုပ်ထားဘူးအခုထိတယောက်တည်းအေးဆေးနေတာပါ။ဒီလိုမဟုတ်တာဆွဲကြတော့ငိုနေတာပါ။သူတို့ကိုယ်တိုင်ကလည်းဒီကိစ္စတွေထဲမှာမပါဝင်ပါဘူး။အနုပညာရတရုပ်ဆောင်ထားပြီးတော့တချင်းတွေထွက်လာမှဆွဲကြတာဖြစ်တာပါလို့သူတူမလေးဘက်ကနေမမမဲ့ရက်တီပေးခဲ့တာဖြစ်ပါတယ်။ကြောနနာရဲ့အမိကလည်းတူမလေးကိုလမ်းဆူအောင်ပျက်စီးနေတာပဲလို့ပြောတော့သူတောင်မှလန့်သွားတယ်။ဒီနေ့မှာ Facebook ပေါ်တက်ကြည့်မှဒီလိုဖြစ်နေတာသိတယ်လို့ဆိုပါရီသူ့ရဲ့မိကအရန်ယူတော့ဒီလိုတွေရေးနေတာကိုမသိဘူးနိတူမကိုစူအောင်လို့ပြောလာပါရီဒီကောလာဟာလာတွေကိုလည်းပထမကမရှင်းဘူးကိုမမဟုတ်တာပဲလို့နေသေးတယ်ဒါပေမဲ့ပြဿနာကကြီးလာပြီးတော့တူမလေးကိုဆဲခံနေရတော့ရှင်းမဖြစ်တော့မေဆိုပြီးတော့လာရှင်းတာပါလို့ပြောပြခဲ့တာဖြစ်ပါရီဒါလေးများသစင်းထဲမှာကြောအိန္ဒြာကရှင်ဘုံမြစ်ကိုနန်းတာပါညာရှောက်ပြောတာကြတော့လွန်တာပေါ့နော်ဒီလိုဖြစ်ပျက်တွေပေါ်လာမှတစ်ဖက်သားကိုဝိုင်းပြောကြတော့မကောင်းပါဘူး2023ကရိုက်ထားတဲ့ MTV ကလည်း Miss တွေအားလုံးရှိမှအကုန်ရှိုက်ကူးထားတာဖြစ်လို့ဘယ်မီဒီယာတွေကဒီလိုသတင်းမျိုးကိုစက်တင်ဖြည့်ရှင်းတော့ပါဒါနောက်ဆုံးမဲလို့ပြက်သားစွာပြောပြခဲ့တာဖြစ်ပါတယ်တူမလေးကနန်းတာတွေစုပ်တာတွေမပြောနဲ့ရီးစားတောင်မှမထားတတ်သေးဘူးလို့လည်းပြောပြထားပါတယ်ဒါဟိုတနေ့ကမင်းသားထွန်းကိုနဲ့ဆူရှယ်ကပုံလေးတစ်ပုံကြောင့်ပြိသက်တွေညှင်းပွားခဲ့တာဖြစ်လို့တူမလေးကဘသူနဲ့မှမပတ်သက်ဘူးလို့တည့်ပြောတာပါဒီကိစ္စတွေကအနုပညာရှင်တွေကြားမှာထိမ့်မနိုင်သိမ့်မနိုင်အောင်ကိုမှရုပ်ပြက်လွန်တာကြောင့်အနုပညာတိုင်ဝိုင်းကအတော်လေးကိုမှရှုပ်ထွေးနေတာဖြစ်ပါတယ်ကြောနနာကလည်းပေတူတွေမီဒီယာတူတွေကပောက်ကရတွေရှောက်ရည်တွေပုံတွေကိုဖြည့်ညက်ကက်လုပ်ပြီးတော့တင်တော့ကိစ္စတွေထပ်ပြီးတော့ကြီးလာမှဖြစ်တာကြောင့်ဒီလိုဖြည့်ရှင်းခဲ့တာဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီးပိုင်နကိုညီရှုပ်စရာဟာမဆိုင်တဲ့တူကြီးနှစ်ယောက်ကိုသွားထိတာမလို့ကြောနနာကအတော်လေးတင်းနေတာဖြစ်ပါတယ်ဒီတော့ပြည်သက်တယောက်ချစ်စီရဲ့မှတ်ချက်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့အတွက်ပြည်သက်တယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်